哎呦我的妈！ မောင်လေးကိုမမအရန်သဘောကျတယ်ဒါပေမဲ့မောင်လေးကအရန်စိတ်လှုပ်ရှားနေလို့လားတော့မသိဘူးအဝင်ကြမ်းသွားတယ်အဝင်တစ်ချက်မှာနည်းနည်းချော်သွားတယ်ဒါပေမဲ့မောင်လေးတဖြည်းဖြည်းမဝင်လာတယ်ထင်တယ်အလဲပိုင်းလောက်မှာအဝင်ထွက်မှန်လာတယ်ဒါပေမဲ့တချို့နေရာလေးတွေမှာမောင်လေးကိုအားမရအောင်မောင်လေးဒီထက်လှုပ်ပြနိုင်လိမ့်မယ်လို့မမမျှော်လင့်ထားတာအားစိုက်တဲ့နေရာလေးတွေမှာနည်းနည်းပြော့နေတယ်လို့ပဲနေမကောင်းဖြစ်နေသလားတော့မသိဘူးပေါ့ဒါပေမဲ့အဆုံးတစ်ချက်မှာမောင်လေးអော်လိုက်တဲ့အတန်လေးကမမရင်ထဲကိုဆွဲသွားတယ်လို့ဖြစ်မိတယ်ဖြည်းဖြည်းချင်းအဆုံးမတက်ပဲအမြင့်ဆုံးအချိန်နဲ့အဆုံးတက်လိုက်တာကိုတော့မမသဘောကျဆုံးပဲအကုန်လုံးခြုံလိုက်ရင်တော့အရန်ကောင်းတယ်哎呦我的妈！